နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့အပေါ်တရုတ်သမ္မတရှီကျင်းဖျင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘီလာရုစ်သမ္မတလူကာရှန်ကိုတို့ကဝမ်းမြောက်ကြောင်းတဝန်လွှာပေးပို့ကြပါတယ်တဝန်လွှာမှာတရုတ်သမ္မတရှီကကျွန်ုပ်တို့အနေနဲ့ပြီးခဲ့တဲ့နှစ်မှာနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီးတရုတ်မြန်မာအနာဂတ်ကံကြမ္မာအတူတကွဖော်ဆောင်သည့်လူအဖွဲ့အစည်းတည်ဆောက်မှုကိုမြင့်တင်ဖို့အရေးကြီးတဲ့ဘုံသဘောတူညီချက်ကိုရောက်ရှိခဲ့ပြီးအခုအခါနှစ်ဖက်စလုံးမှာသက်ဆိုင်ရာဌာနတွေနဲ့ဒေသအာဏာပိုင်အသီးသီးကတက်ကြွစွာအကောင့်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ပြောပါတယ်။နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကိုအလွန်လေးထားပြီးမဟာဗျူဟာမြောက်ဖလှယ်မှုတွေကိုမြင့်တင်ဖို့နိုင်ငံရေးအရာအပြန်အလှန်ယုံကြည်မှုကိုနှဆိုင်စေဖို့နဲ့တရုတ်မြန်မာအနာဂတ်ကံကြမ္မာအတူတကွဖော်ဆောင်သည့်လူအဖွဲ့အစည်းတည်ဆောက်ရမှာပုံမနှဆိုင်ပြီးခိုင်မာတဲ့တိုးတက်မှုတွေရရှိစေဖို့တင်တဲ့အတူပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိတယ်လို့ဆိုပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကလည်းအဆွေတော်ရဲ့သမ္မတတက်တန်အတွင်းနှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးစီးပွားအတွက်နောက်ပြီးအာရှပစိဖိတ်ဒေသရဲ့တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုခိုင်မာစေဖို့အတွက်အပြုသဘောဆောင်တဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများပုံမတိုးတက်လာမယ်လို့မိမိအနေနဲ့အခိုင်အမာယုံကြည်တဲ့အကြောင်းထည့်ပြောပါတယ်။ဘီလာရုစ်သမ္မတလူကာရှန်ကိုကတော့တဝန်လွှာအတွင်းအဆွေတော်ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံကျွမ်းကျင်ပိုင်နိုင်မှုနဲ့အရေးအသွေးတွေကနိုင်ငံကိုဥဆောင်ရမှာနိုင်ငံတည်ငြိမ်ရေးနဲ့လူမှုစီးပွားတိုးတက်ရေးတို့ကိုအောင်မြင်စွာစွမ်းဆောင်နိုင်မယ်လို့မိမိယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံအကြားအရေးကြီးကိစ္စရပ်တွေကိုဆွေးနွေးဖို့ထပ်မံတွေ့ဆုံခွင့်မျှော်လင့်လျက်ရှိပြီးမြန်မာနိုင်ငံနဲ့ဆက်ဆံရေးပုံမတိုးမြင့်နိုင်ရေးအတွက်မိမိတို့အကြားအကောင့်ထဲပေါ်မဲ့ဘီလာရုစ်နိုင်ငံရဲ့ကတိကဝတ်ကိုမိမိအနေနဲ့အတည်ပြုကြောင်းပြောကြားလိုတယ်လို့လည်းတဝန်လွှာမှာရေးသားထားကြောင်းပါခင်ဗျာ။